လူတိုင်းပဲတုံးပျော်တဲ့ကျမကြီးကော်ဖီနနွဲဆက်ပြလေးပါတွေ့ရကောင်းကျိုးလေးကတော့ဒီဂျိုင်းမဲတာတွေပျောက်မယ်ဂျိုင်းနဲ့နန်တာတွေပျောက်မယ်အစီဖူးဝက်ချံဖူးတွေနောက်ကျောမှာပေါက်တဲ့အရာတွေလည်းပျောက်တယ်နော်ရားနာတွေလည်းပျောက်တဲ့အပြင်ကိုမှဒီလိုဂျိုင်းမဲတာတို့ချွေးနဲ့နန်တာတွေလည်းပျောက်တယ်အတမာတွေကအစတက်တာပျောက်ကင်းပါတယ်ပြီးတော့ဗိုက်ကြောပြက်တာပေါင်ကြောပြက်တာတွေလည်းတက်တာတယ်နော်ဒါအောင်ဆက်ဒူးမဲတဲ့ညိုင်မှန်သမျှအကုန်ဖြူစေပါတယ်ဒီကော်ဖီကကြတော့ဂျပန်နည်းပညာနဲ့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ပေါ့နော်ဗီတာမင် E တွေပါတယ်ပြားရည်ကော်ဖီမှာတူထည့်ထားတဲ့အမျိုးမီတွေအများကြီးပဲပေါ့နော်ဒီလိုပေါင်းဆက်ပြီးတော့ထုတ်လုပ်ထားတဲ့ဆက်ပြလေးကတကယ်ကိုအည်သွေးကောင်းပြီးအရန်ကိုနာမည်ကြီးပါတယ်ဒါတက်တန်းဆိုရင်လည်း9နှစ်6နှစ်ကျော်ပြီပေါ့နော်ကိုသုံးတဲ့အချိန်မှာဆိုရင်ဒီလိုလက်တွေမဲတဲ့နေရာကြီးမှာဆိုရင်တော့ဟိုတအောင်လေးတော့နှက်ထားပေးပေါ့နော်ထုံနာကျင်တာကြိုက်ခဲတာတွေကအစတက်တာပျောက်ကင်းပါတယ်ဘာလို့ဆိုနွင်းပါတယ်လေမဟုတ်လေဆေးအနေနဲ့နွင်းနေတောင်လိမ့်ကြတာပဲလေနော်အဲ့တော့ဒါမဲ့သူကနွင်းပါပေမဲ့နွင်းအနံ့တော့မထွက်တော့ကော်ဖီနံ့လေးတင်းနေရပဲနော်10ခဲယူလက်ကားဈေးရပါတယ်ပြန်ရမ်းချချင်တဲ့အတွက်ဘူး90ဈေးတီးတန်းရှိရနော်